လေဒီမှာနည်းနည်းလေးဝယ်လို့လည်းမရဘူးတို့လိုတပုံကြီးဝယ်ရတာပေါ့တစ်ထုပ်လိုက်ရှိတယ်နော်ဆိုတော့အမြန်စားရင်စားမစားရင်လေအကုန်လုံးအခြေအနေဆိုးမှန်းပါပဲနော်ဆိုတော့အမြန်စားတဲ့နီးတနီးပဲရှိတယ်တုတ်စားမှာနော်ဒီနေ့ပဲတုတ်စားကြရအောင်ဒီနေ့ပပွက်ဆွေးတဲ့ကိုတင်ထားတဲ့ပဲရွက်တွေထည့်မယ်ခဏလေးပဲရင်းနှီးဖြောမှာပေါ့နော်တပွဲစားလာပေါ့နော်တပွဲနှစ်ပွဲရှိရင်ရပြီအရင်ပြော့သွားတယ်စားလို့မကောင်းတော့ဘူးပေါ့နော်ဒီပြုတ်လိုက်တော့လည်းဘာမှလည်းမရှိတော့ဘူးကြည့်လိုက်နည်းနည်းလေးပဲကြံတော့ဒီဆရာမျိုးဘာမှလည်းမကြမ်းတော့နည်းနည်းလေးပဲရှိတယ်တိုးဖို့အတွက်ဒါကပဲမုတ်ပေါ့နော်ခေါ်ထားတဲ့ဟာပေါ့နော်ဒါကမီပဲဒါကကျတူနီစီချက်ပြီးရင်ဒီဟာကငုတ်တီကြော်ထားတဲ့ဟာပြီးရင်ဒါကလီမိုဒီတမယာဒီလီမိုဒီတော့စားထည့်မယ်ချုံမိုလေးထည့်မယ်အမေကြိုက်တဲ့လူဆိုတော့နာမည်နေတပုံတစ်စီထည့်ပါတယ်ပဲမုံပါပဲမုံကတော့ဆွေရပြီးထောင်းထားတဲ့ဟာဒီပဲရပြီးစီချက်ကလေးထည့်ပါမယ်ဆိုတော့ပြီးစီလေးနည်းနည်းလေးထည့်ပါမယ်ဘောနော်လူတီကြော်ပြီးထောင်းထားတဲ့ဟာလေးထည့်မယ်တမယာဒီထည့်မယ်သမင်းပူနဲ့ဆိုင်မှာရှယ်ပြပေါ့နော်ရပါပြီရပြီပါပဲပဲရွက်တော့